ဒါပေးအောင်လို့ပါလို့အစိုးရကကျွန်တော်တို့ကြီးညာထားတာဒီပွဲတွေဒီလိုရှိတယ်ဆိုပြီးတော့ကြီးညာထားတာကြီးညာထားတာဟာနော်လည်းဆရာလည်းဒီကောင်ကြီးပွဲစားရရတယ်ဒီကောနော်ဒါသာပြီးတော့ယူရီမိတော့တယ်ဟုတ်မြာအခါကဝေးတယ်ဗျာနော်ဖြစ်ပါလားနော်ဆက်ရှိပြေးတယ်ဟုတ်ကဲ့ဒါကြီးကောင်းပါလေမိသားစားပဲဒါစားပဲထူရတယ်မြန်မာအားကြီးမြန်မာဂျိုကြီးပဲကဲကိုမသားကြီးဘယ်လိုဆုံးသက်မလဲကောင်းတယ်ဗျာနော်ဟုတ်တယ်ဗျာနော်မြန်မာနိုင်ငံဂျိုမိုးပဲဗျာနော်ဒီဘက်ပဲကန်ထားတဲ့နော်ဒီပဲချိန်ရခွာဘုရားအစီပွဲစားတာမြင်ဒါစားပဲကိုထားတယ်ကိုမသားကြီးကိုတင်ကိုမင်းသားကြီးစားပဲပါကဲကိုမသားကြီးစားပဲကိုထားတယ်ကျွတ်ဒီဘက်မှာပြရတယ်ကျွတ်ပဲဟုတ်ပါလေကစားပဲဗျာနော်ဂျိုလေးတလီဟုတ်တယ်ကဲအတစားပဲဗျာနော်ကိုမသားကြီးလုံးခူရတဲ့ကိုဂျုံကြီးပဲမင်းသားကြီးကန်ထားတယ်ကောင်းတယ်ဗျာနော်တက်တာကြည့်လို့မပြက်စီးသေးဘူးဗျာမင်းသားကြီးကန်ထားတယ်ထိုင်းက18ရှိတယ်ဗျလိုချင်ဆက်သွယ်လာခဲ့ပါနော်မင်းသားကြီးစားပဲဗျာနော်ထိုင်းက18ဗျရတယ်လို့ပွဲပြီးရတယ်ရှင်းမိမယ်လေတို့စင်သွားခဲ့ပြီပြီးတော့ဂျိုကြီးပြီးတော့စားပဲဘယ်လောက်လဲဘတ်ငွေနဲ့ပဲနော်ပေါက်တယ်ဗျာနော်ဟုတ်ပါဟယ်လိုအားလီနော်ကစားပြီဗျာနော်မကဒူရပြီကြီးစားပြီလားလေဟောရပြီနော်ခိုင်းမကတော့မင်းသားကြီးစားပြီဗျာမင်းသားကြီးလည်းတော့ရပြီခိုင်းစားပြီဗျာနော်ကြီးဟုတ်ပါပြီရတော့ပါစေးနေဘယ်လိုလုပ်ရမှာမသိဘူးလုံးမှာဖိုင်ဘာတွေရောနေလို့မင်းသားကြီးက3-2ဖြစ်နေလို့ဟုတ်ပါလေကျိုးကျွန်တော်အကောင့်လည်းရှိတယ်ကိုရိုးအကောင့်လည်းရှိတယ်ကြိုက်တဲ့လူဒီမှာဆက်သွယ်လို့ရတယ်ဗျာနော်အခုမှအကောင့်ပြပါအောင်လို့ပါလို့ကြတော့ကျွန်တော်တို့လည်းအဲ့လိုအချိန်မရဘူးစရင်နေတော့မှားကြောက်ရတယ်ကဲ3အော်ပါဟယ်လိုကေးလေးမင်းကောင်ပြတယ်မင်းကောင်မတွေ့လို့လေကေးလေးမင်းကောင်ရှေ့မှာလာပြပေးတယ်နော်ဒီပွဲမှာလိုရင်တဲ့လူပြောမြန်မာဘက်ကရှိတယ်စားပဲဗျာနော်ကြီးကဲမင်းသားကြီးပါပဲနော်ဒါပေးအောင်လို့ပါလို့အစိုးရကကျွန်တော်တို့ကြီးညာထားတာဒီပွဲတွေဒီလိုရှိတယ်ဆိုပြီးတော့ကြီးညာထားတာဒီကန်ထားတယ်ဟာခိုင်းတော့3ပါလားနော်မင်းသားကြီးစားပြပြနော်ဒါကခေါ်ရပြီဘယ်ကယူမှလဲခိုင်းရှုံးလဲဆိုမပြောကျွန်တော်ဘေးနားမှာတော့တယောက်ရှိတယ်မြန်မာနိုင်ငံမပြောနိုင်ဘူးဗျနော်လောလောဆယ်မရသေးဘူးတော့မင်းသားကြီးပဲဒီဘက်မှာလေးမိသားလေးကျွတ်ပဲဒီပြန်ပြီဂျိုကြီးကြိုးသားပြီမယ်လို့လဲရလည်းကတော့နော်ဒီလိုသုံးတယ်မနာခဲ့ဘူးလို့ပြောမှာဗျာနော်ကိုမင်းသားကြီးဘက်က900ရလာအကိုယူလို့တဲ့မရဘူးဗျအကိုကြီးဟုတ်တယ်ဟိုဖိုက်ပါမမီမီဝါရီ
ကဲလိုက်စားပြပါဒါပြီဟယ်လို7ဖို့ဖြစ်သွားပြီ对，好个贵，车啊，这个经济那贵，车为啥喏？你那啥没挂？9ဖို့ဖြစ်သွားပြီ9ဖို့ဖြစ်သွားပြီ那啥没挂喂？贵嘞ဗျာနော်။ကန်ကန်ကြီးပြကြပါ။ ဒီနေ့မှာကျွန်တော်နဲ့ယူလာတာတလီပဲရှိတာနော်ဟုတ်လားမင်းတို့နေထားကိုလည်းကြည့်အောင်ဝေးလာတဲ့အိမ်ကြီးက20တန်အိမ်ကြီးတွေနဲ့3000လောင်းနိုင်ကြမင်းတို့ပါရရပြောမရဘူးစားပဲထိုးတယ်ကဲတာစားပဲတအားကောင်းနေတယ်လို့နာမည်ကြီးနေတယ်ဗျနော် စားပဲမှာစားပဲကွာမှာလည်းကြီးနေတာစားပဲဗျာနော်။နိုင်ပြီလေမိုးလီဘော။ ကဲဖိုင်နိုင်ပါဗျနော်ဖိုင်နိုင်ကဲဖိုင်ဖိုးနိုင်တာဟုတ်လား ဖိုင်နိုင်ပါပါ။ လည်းမသိတယ်လို့ဒီကွင်းကလူတွေလည်းမသိဘူးဗျအဲနိုင်စားပဲကတော့၅ပဲနှစ်ကိုကြေကြီးဗျာ ဘိုးဘာတကဘာလက်စိတ်ကုန်လာရတာ။ဒီနိုင်စားပဲဗျာ။ကမ်းဖိုက်။ဒီမိတ်တိုးရမယ်ကဲအကျိုး ဖိုင်အလက် စားပြီရာပြီနိုင်ပြီလားလေဒီလိုက်ကျိုးလားလေ ကဲအမလေးစစ်အလဲပဲမှာပဲဗျ အာကြီး ကဲ7ကပြောလို့မရဘူးနော် လဲပဲဗျာနော်ကဲအတာထိုးမယ်ဗျာနော်ဒီလိုက်ပဲကောင်းလိုက်တာဗျာတလုံးခုလာတာလဲစားပဲဗျာစားပဲဗျာနော်ဒါစားပဲကိုမတိုင်းလုံးခုလာတဲ့ဂျုံကိုဝေးလေးကိုမပြောနိုင်တော့ ထုတ်လို့မရဘူးဗျာသူစားပဲကူတော့လည်းပါနေတယ်ဗျာနော်ပြောလို့မရဘူးကိုကြီး तू ကလည်းခုံထိုးပါတာဆိုတော့ခုံထိုးတယ် तू ကလည်းစားပဲငါထိုးနဲ့ပူထိုးစပါတာဆိုတော့ပြောလို့မရဘူးဗျာနော်မိပါတယ်အေးပါဗျာဟောဒီကောင်ရှေ့လာကွယ်လိုက်ကြမယ်လို့လာလေဘယ်မှာလဲကျိုးအောင်းနေဗျာနော်စားပဲပါဗျာဂျူကြီးပဲမတိုင်းကန်ကားတဲ့ဘောအားနဲ့ပဲတောင်းတယ်ဗျာနော်မရဘူးဗျရှင်ပဲတော်မလားဒီသားလေးဟိုဟောပါလေစားပါကွာမလို့စားတယ်တို့မစားဘူးဟိုလေပိုက်ဖို့တယ်ဗျာနိုင်ကျယ်လေးလုပ်ပြောကျွန်တော်လေးကိုမတိုင်းစားပဲဗျာနော်သုံးတယ်တော့ဝေးတယ်ဗျာနော်ကိုမတိုင်းစားပဲပြောပါဦးခုနတီးရတယ်စားပြပါဗျာတာစားပဲဗျာနော်ဘုရားပြီညီမိသားလေးပဲမိသားလေးကြီးပဲလိုက်တာဟောပါလေဗျာနော်ဝိုင်းပါသေး